2026ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာအနေနဲ့ရကရွှေစကားမိတ်ဆွေပရိသတ်အားလုံးကိုစိတ်နဲ့ဖြာကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်မှုနိုင်ကြပါစေကံဉဏ်ဝရိယ3ချက်လုံးအားကောင်းအောင်လဲကျိုးပန်ရွယ်ဆောင်တော်မူနိုင်ကြပါစေလို့လှိုက်လဲမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ2026ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာရှေးဥစွာကျွန်တော်မိတ်ဆွေ9ရက်သားသမီးအားလုံးဘယ်နေသားသမီးမဆိုဒီ2026ဂျွန်လအတွင်းမှာမကောင်းကျိုးပြောက်ကောင်းကျိုးရအောင်ကောင်းစရာရှိတယ်ဒီပိုကောင်းအញ្ញခိုက်တွေရောပါပြေပြောင်း9ရက်သားသမီးအားလုံးဘယ်သူမဆိုလှုပ်စေခြင်းနဲ့အစီအရင်တစ်ခုကတော့မိမိရဲ့ပစ္စည်းအဟောင်းတစ်ခုခုအစဉ်ပြေတင့်တော်တဲ့ပစ္စည်းအဟောင်းတစ်ခုခုစွန့်လိုက်တဲ့အစီအရင်ပြုတ်လိုက်စီကြပါတယ်ဥမာကိုယ့်ရဲ့ဖဏအဟောင်းစွန့်လိုက်တာတို့နော်ဟိုနွမ်းပါးတူပေးလိုက်တာတို့အဝတ်ထဲအဟောင်းတွေစွန့်လိုက်တာတို့ကျောင်းသုံးစာအုပ်အဟောင်းလေးတွေလိုအပ်တဲ့သူတွေကိုပေးလိုက်တာတို့စသဖြင့်ပေါ့ကိုယ့်ရဲ့ပစ္စည်းအဟောင်းတစ်ခုခုစွန့်လိုက်တဲ့အစီအရင်လေးကိုပြုတ်ပြီးတော့ဒီတလတာအတွင်းမှာကျွန်တော်မိတ်ဆွေအားလုံးမကောင်းကျိုးပြောက်ကောင်းကျိုးရောက်နိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့သတင်းချေတအားကြီးတဲ့တင်းငွေသားသမီးမိတ်ဆွေများအတွက်2026ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိယုံဟောရတာအားရစရာပါပဲကိုအစွမ်းပြမယ်အချိန်ရောက်ပါပြီကိုစူးစမ်းရင်စူးစမ်းနိုင်တယ်လို့ခရီးပေါက်မယ်အချိန်ကိုရောက်ပြီအောင်မြင်ခြင်းကံတကားဟာကိုရှေ့မှာအသင့်အဆောင်ဆိုင်နေပါပြီကိုကအားလေးထည့်ပြီးတွန်းဖွင့်လိုက်ဖို့ပါပဲဒါကြောင့်တင်းငွေသားသမီးမိတ်ဆွေများဒီလိုကာလမျိုးမှာကိုဘာတွေချစ်ချင်တယ်လဲဘာတွေလုပ်ချင်တယ်လဲဘာတွေယူရထားတယ်လဲလက်ရှိလုပ်ငန်းဆောင်တာတွေကိုအရှိန်မြင့်မယ်တိုးမယ်ချက်မယ်ဒါမှမဟုတ်လုပ်ငန်းတစ်အစီအစဉ်တွေစမယ်ခရီးသွားပြီးလုပ်ရတဲ့အလုပ်တွေအဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းတွေတာသမီအောက်လက်ငယ်သားညီကိုမောင်နှမနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအထူးသဖြင့်အဝေးပြည်ပရပ်ဝေးကိုရောက်နေတဲ့မိသားစုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေစူးစမ်းတဲ့အချိန်ဖြစ်ပါတယ်။နည်းနည်းလေးတော့အပြိုင်အဆိုင်အကျစ်အင်နယ်တွေနဲ့တွန်းတွန်းတိုက်ကြိတ်ကြိတ်နဲ့စူးစမ်းပေမဲ့ပြန်မှန်းယူနိုင်မယ့်အချိန်ဖြစ်ပါမယ်။မောတော့မောတာပေါ့ဒါပေမဲ့ပျော်စရာကြီးဆိုတဲ့ဂိမ်းဖြစ်ပါတော့ကြောင့်ကဲတင်းငွေသားပြီးမိတ်ဆွေများအစွမ်းပြပြီးတော့ဒီတလမှာအောင်မြင်မှုတွေကိုအရစုခုနိုင်ကြပါစေ။အဲ့တော့တင်းငွေသားပြီးမိတ်ဆွေတွေကဒီလိုဂိမ်းမျိုးမှာကံရဲ့အပံမိုးရဖို့ဆိုရင်အရေးကြီးကိစ္စကြီးငယ်ရှိတဲ့ရက်တွေမှာအပြာရောင်တို့ပန်းရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရှောက်သီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းဒီတလားတာကိုယ့်အတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက4ကဏ္ဍ6ကဏ္ဍတွေဖြစ်ပါတယ်ဒီလိုကာလမျိုးမှာတင်းငွေသားသမီးမိတ်ဆွေတွေကအရေးကြီးတဲ့ကိစ္စလုပ်ငန်းဆောင်တာတွေဒီနေ့ရှိတယ်ဟဲ့ဆိုတဲ့နေမျိုးကြတယ်အဲ့ဒီနေ့ဖြော်ရည်နဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုပြုလုပ်ပါဖြော်ရည်တစ်မျိုးပေါ့တတိဖြော်ရည်အချိုးရည်အဲ့ဒါများစွာဘုရားမှာပဲလှူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုအဲ့ဒီကုသိုလ်လေးပြုခြင်းတဲ့အတူကံရဲ့အပံဘုံရရှိကြပါသည်ခင်ဗျာကျွန်တော်မိတ်ဆွေအားလုံးလည်းပဲကံဉဏ်ဝရိယ3ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ